Okay ဒီပွဲစဉ်ကတော့ချပြလာခဲ့ပြီဖြစ်ပါတယ်ဒီလောက်မြန်ကြီးပွဲကိုရော့ IQ အတွက်ကိုမြန်ကြီးချပေးလာလိမ့်မယ်လို့တည်ပေးလာလိမ့်မယ်လို့ကျွန်တော်ကတော့ဒီမတွေးထားသေးဘူးပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာတော့တည်ပေးလာခဲ့ပြီအဲ့တော့ဒီပွဲက Anna Soko 30မှာကစားရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ရော့ IQ ရဲ့ဒီ fighter တက်တန်းတစ်လျှောက်မှာ1ရဲ့ record အရအကြည့်မယ်ဆိုလို့ရှိရင်73ပွဲစလုံးအနိုင်ရထားတဲ့ fighterသူကျုံးလာတဲ့ fighter တွေအကုန်လုံးကလည်းနိုင်ငံခြားသားတွေကြီးပဲတော်တော်ကောင်းတယ် performance လည်းကောင်းတယ်စာချုပ်ရအောင်ပွဲပေါင်းမြောက်များစွာထိုးပြီးမှစာချုပ်ရထားတဲ့ fighter စာချုပ်ရပြီးတဲ့နောက်ပိုင်းမှာဘသူနဲ့ပထမဆုံးတွေ့လဲဆိုတော့ Kimran နဲ့စတွေ့ပါတယ် Kimran ဆိုတာကထိုင်းတွေရဲ့အခေါ်ပါနာပါတီနဲ့စတွေ့တာပေါ့နော်နာပါတီဆိုတာကတော်တော်ကြီးနာမည်ကျော်ကြားတဲ့ဘဲသူကလည်းထိုင်းတွေကိုကြီးပဲတီးလာတဲ့ထိုင်းတီးပါပေါ့နော်အဲ့တော့အဲ့ဒီနာပါတီကိုသူကအနိုင်ရပြီးတော့မှဒီလိုမျိုးခပတ်ပွဲတည်ပေးလာတာပါဆိုတော့ Rambulik ကလည်းပဇင်းဝတ်ပြီးတော့ထွက်လာပြီဆိုတော့ကဒီပွဲမှာနိုင်တဲ့သူကနဘီနဲ့မဟုတ်လို့ရှိရင်ဆာခင်နဲ့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကချက်ထရီကနေပြီးတော့တင်လာတာပေါ့နော်ချက်ထရီကနေပြီးတော့အဲ့လိုမျိုးဒီဓာတ်ပုံနှစ်ပုံကိုတွဲပြီးတော့တင်လာခဲ့တာပါအဲ့ဓာတ်ပုံနှစ်ပုံကဘာဖြစ်လို့တင်လာလဲဆိုတော့နဘီရဲ့ပွဲကတော့ဩဂုတ်လထဲမှာကျင်းပမှာဖြစ်ပါတယ်ဗောနော်ဩဂုတ်လ10လပိုင်းမှာကျင်းပမယ်ဆိုတော့အဲ့ဒီပွဲမှာနိုင်တဲ့သူကဒီပွဲအတွက်ကို Anna Soko 30မှာနိုင်တဲ့သူနဲ့လာပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗောနော်ဆိုတော့နဘီနိုင်မယ်ဆိုလို့ရှိရင် Rambulik နဲ့မကြည့်ပွဲပြန်တွေ့မယ်တကယ်လို့များ Rambulik ကဒီခပတ်ကိုမကာကွယ်နိုင်ဘဲနဲ့ရော့ IQ ကဒီခပတ်ကိုယူသွားမယ်ဆိုလို့ရှိရင်ရော့ IQ နဲ့နဘီနဲ့ရင်ဆိုင်ရမယ်အဲ့လိုမျိုးလေးသူတို့ကတွဲပေးထားတယ်ဗောနော်နဘီနဲ့ဆရာခင်နဲ့ပွဲကအရင်လာမှာပါအဲ့ဒီပွဲကလည်း Anna Soko 25မှာကစားရမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ပွဲစဉ်ကောင်းတွေကိုကြီးပဲချပြလာတယ်တော်တော်ကြီးလဲကောင်းတဲ့ပွဲတွေကိုကြီးပဲတောက်လျှောက်ဆိုသလို One Championship ကနေပြီးတော့ချပြထားတယ်အဲ့တော့ကျွန်တော်စိတ်ထင်မမှားဘူးဆိုလို့ရှိရင် Chatri ကသူ့ရဲ့ဒီ One Championship promotion ကြီးကိုဒီကမ္ဘာမှာရှိတဲ့ဒီမွေထိုင်းပရိသတ်တွေအကုန်လုံးကဒီ attention ရအောင်ပေါ့နော်ဒီ focus ဖြစ်လာအောင်ပို့ပြီးတော့အလူစိတ်ဝင်စားလာအောင်ဆိုပြီးတော့ UFC ထက်စိတ်ဝင်စားလာအောင်အဲ့လိုမျိုးဆွဲဆောင်နေတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါပေမဲ့လည်းဘာပဲပြောကျွန်တော်ကအကြည့်တဲ့သူဖြစ်တယ်စီးပွားရေးသမားတွေမဟုတ်ဘူးကြည့်တဲ့သူတွေစိတ်ကြည်နိုင်ရင်ပြီးတာပါပဲဘာပဲပြောဒီပွဲကလည်း live ဖက်ပါတယ်ဆိုတော့ UIQ ကပထမဆုံးကပတ်ပွဲကစားရမှာဖြစ်ပြီးတော့ Rambulik ကပထမဆုံးကာကွယ်ပွဲကစားရမှာဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီပွဲမှာဘယ်သူနိုင်မယ်ဆိုတာကို comment မှာတစ်ချက်လောက်ရေးသွားပေးပါဆိုတော့နဗီအန်နာနဲ့ဆရာခင်သူတို့နှစ်ယောက်မှာနိုင်တဲ့သူကကပတ်ပွဲကစားရမှာဖြစ်ပါတယ်ဗောနော်ဒီတော့ကကျွန်တော်တို့စောင့်ကြည့်နေုံပါဗောနော် August နဲ့ September နဲ့ August အဲ့ဒီသူတို့ရဲ့ပွဲတွေကဆက်နေတယ်ဗောနော်တစ်လနဲ့တစ်လဆက်နေတယ်ဆိုတော့ပထမဆုံးရှင်ပြန်ရမယ့်ပွဲကတော့နဗီအန်နာနဲ့ဆရာခင်ပါဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်စားလိုက်ကြရအောင်ပါ